ကဲအားလုံးမင်္ဂလာပါမင်္ဂလာပါဗျာဘယ်ဒီမှာညီလေးမင်္ဂလာပါကိုမျောနေတာစောင့်နေတယ်တဲ့ကျေးဇူးပါနော်ကျွန်တော်စောင့်နေတယ်မျိုးကြီးလိုက်ရကဲဝင်လာတဲ့မျိုးတွေအားလုံးပဲနော်ကျွန်တော်ရဲ့ live လေးကိုအားလုံးပဲအစအဆုံးလေးပြီးအောင်ကြည့်ပါပြီးသွားရင်ကျွန်တော်ရဲ့ channel လေးမှာနော် subscribe လုပ်ရသေးတဲ့ကိုဒီမတွေအားလုံး channel ကို subscribe နှိပ်ပြီးတော့မှကြည့်ပေးပါနော်ညိုလိုက်ရတာတဲ့ရှားလိုက်ရတာမတွေ့ဘူးတဲ့ဘယ်ကြီးပြောင်းနေလဲဘယ်ကြီးမပြောက်ပါဘူးဗျာကျွန်တော်ပုံမှန်ပါပဲခွန်3ရပါတယ်ခွန်3ကကျွန်တော်ဟိုပါပေါ့နော်3ဘက်ဒီ30ခွန်အဓိက main ပေါ့နော်ကျွန်တော်ရဲ့အဖွဲ့ဝင်သမားကြီးပဲကျွန်တော်ဒီဘက်မှာပြန်ပြီးအစားထိုးလုပ်ပေးထားတာပြောစရာမလိုပါဘူးဗျာကျွန်တော်တို့တစ်ဘက်မရတယ်တစ်ဘက်ကရနေကြပါဒါတွေကအဓိကမဟုတ်ဘူးနော်ကျွန်တော်အားပေးတဲ့ line ဘောကအမျိုးတွေနော်ကျွန်တော်ညှို့နေမယ်ဆိုတာကျွန်တော်သိပါတယ်အဲ့တော့မနေ့ကမှကျွန်တော်အကောင်းဆုံးလေးရွေးပေးထားတယ်နော်အကောင်းဆုံးလေးတွေရွေးပေးထားတယ်အကောင်းဆုံးလေးတွေလုပ်ပေးထားပါတယ်ခွန်3ရတယ်1000ဝေးရတယ်ပြောစရာကြီးပါဗျာ1000ဝေးရတယ်2000ဝေးရတယ်ဒီလိုရောကျွန်တော်ကမသုံးပါဘူးနော်ချစ်တော်ကြီးမသိပါဘူးကျွန်တော်မေ့သွားပြီထင်တယ်ကိုဒီမတွေအားလုံးပဲကျွန်တော်မေ့နေပြီထင်တာအခွေးတဲ့အခွေးကောင်းတယ်ကျွန်တော်ပြရတဲ့အခွေးလေးရှိတယ်အများကြီးတော့မလုပ်ပါနဲ့နော်ပုံမှန်လေးပဲလုပ်ပါဒါဒီဘက်ကဘာလဲဆိုတော့အမှန်ကတော့အဓိကကျွန်တော်ကိုချစ်တဲ့အမျိုးတွေကိုကျွန်တော်ပြောပါလေနော်ဘယ်တော့မှပြင်မထားပါဘူးကျွန်တော်ရဲ့ကန်ဆယ်အမျိုးတွေကျွန်တော်ပြီးတဲ့ဘက်ကတော့မရရင်ဒီဘက်ရအောင်ပြန်လုပ်ပြီးနော်အဲ့တော့ဒီဘက်မှာဆိုရင်လည်းကျွန်တော်ဒါလက်ဆောင်အခွေလေးပိုင်းလည်းကျွန်တော်ထုတ်ပေးထားတယ်မွေးကွက်အခုကတော့မွေးကွက်နဲ့မွေးစာတို့โอเคပေါ့နော်3ဘက်ဒီ30ခွန်ဒါမိန်နော်အဲ့တော့အခွေလေးလည်းဆက်ပြီးတော့လာမှာပါအများကြီးမလုံးနဲ့အဓိကပုံမှန်လေးပဲတော့ကျွန်တော်အလုပ်ကခုနကကျွန်တော်ပဲဗျာအချိန်တိုင်းလုပ်နေရမှာနော်ဒီဘက်မှာမုံမြဲလုပ်နေရမှာနော်အဲ့တော့ရတဲ့သူတွေလည်းပျော်လိုက်ပါနော်မရသေးတဲ့သူတွေလည်းအကောင်းဆုံးကြိုးစားပေးမယ်ဖေးကမောင်လေးကကျွန်တော်ဖေးကိုမသုံးပါဘူးမင်္ဂလာပါတဲ့လိုက်ရှာတာမူးနေတယ်လိုင်းဘောကမတွေးလို့တဲ့မထိုးတော့မထိုးရဘူးတဲ့ပုံမှန်လေးပဲလုပ်ပါဘာလုပ်ပဲလို့ဟုတ်တယ်မလားဒါတဲ့ကောင်းတာတွေကိုကျွန်တော်ရှာပေးဦးမယ်နော်ဒါတဲ့ကောင်းတာတွေကျွန်တော်အကောင်းဆုံးလုပ်ပေးဦးမယ်နေတဲ့ကိုရီမားတွေအားလုံးအတွက်လည်းကျွန်တော်ဒီဘက်မှာခုဗုဒ္ဓဦးကြာတာတွေတောက်ကြာ3ရက်ရှိရယ်နော်ဗုဒ္ဓကြာတွေ3ရက်ရှိရယ်ကျွန်တော်တို့ဒီဘက်ကတော့ဘာလဲတော့မသိဗျာနော်မင်္ဂလာရှိတယ်ဒီဘက်ကဘာလဲဆိုတော့လုံးမိုင်းတွေကိုတစ်လုံးမှမဆက်ထားဘူးနော်လုံးမိုင်းတွေမနေ့စည်းညစီမပြေချပါလုံးမိုင်းဒီဘက်လုံးမိုင်းအစ်တွေပဲချတာနော်အစောကြီးပဲဗုဒ္ဓဦးနဲ့မရောက်သေးဘူးကျွန်တော်လုံးမိုင်းတွေနော်လုံးမိုင်းစုံကြပါလေဒီဘက်ကကျွန်တော်စိတ်တော့9ကို9မတွေရဲ့အပတ်လိုပဲပြောရမှာပဲငါဆိုကျွန်တော်လိုက်ထဲမှာကြည့်ရင်ကျွန်တော်လိုက်မှာကြည့်ဘာလဲဆိုတော့မောင်လေးနော်ဘာဘတ်သီးလျာပါမလားဘာဘတ်သီးလေးကောင်းလေနော်ကျွန်တော်လိုက်ထဲမှာအမြဲတမ်းတွေ့ရတယ်ဒီကတော့လိုက်ထဲမှာကျွန်တော်ဘာတွေ့လဲဆိုတော့ခွန်3ရတဲ့သူတွေတွေ့ရဇာရိုးကျွန်တော်ပေးဇာရိုးပေါက်တဲ့သူတွေတွေ့ရနောက်တော့အခွေးလုံနေတဲ့သူတွေတွေ့ရနော်အဲ့လားလေးပဲကျွန်တော်နောက်ပြရင်ကျွန်တော်မျောနေတဲ့သူတွေတွေ့ရပေါ့နော်ကိုမိုးဖွဲ့ဝင်မှာရပါတယ်ကျွန်တော်ကိုမိုးဖွဲ့ဝင်မှာရပါတယ်ရအောင်လုပ်ပေးထားတာလေးဗျာအစင်မပြေလဲခဏပါအဲ့တော့ဘာမှကျွန်တော်အကိုဒီမတွေအောင်ကျွန်တော်ပြောပြီးသားလေဗျာဒီတဲ့ဘက်ပြီးခဲ့တဲ့ဘက်ကနေလိုက်သမားတွေကတော့ပြီးခဲ့တဲ့နေလိုက်သမားတွေကတော့နော်ပြီးခဲ့တဲ့ဘက်ကနေလိုက်သမားတွေလည်းကျွန်တော်လုပ်ပေးထားခဲ့နော်ပြီးခဲ့တဲ့ဘက်ကနေလိုက်သမားတွေလည်းကျွန်တော်လုပ်ပေးထားခဲ့ပါတယ်မနက်ဖြန်အတွက်လေးပြောနေလိုက်သမားတွေကပြောစရာမလိုပါဘူးဗျာနော်နေလိုက်သမားတွေကပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်အချိန်အား3ချိန်အောင်ကျွန်တော်လိုက်လွင်ပေးရတယ်2ချိန်အောင်3ချိန်အောင်နော်အထူးဆုံးတွေလည်းရတယ်မိန်းရောတွေလည်းရတယ်နော်ပြီးခဲ့တဲ့ဘက်ကဆိုရင်ဒီဘက်ကတော့ကျွန်တော်ကနေဆုံးကြားမယ်ထင်တယ်နေတိုက်ညွှန်နေတာပေါ့နေတိုက်ကိုဒီမတွေအားလုံးလည်းကျွန်တော်ဒီမတို့ညွှန်နေတာတဲ့9နှစ်လည်းပေါက်လိုက်ပါတယ်
ဖေးမှာရှူဝင်တွေ့တော့ကျွန်တော်မသုံးပါဘူးပြောပြပါနော်မသုံးပါဘူးကျွန်တော်ပုံမှန်ဒီမှာပဲကျွန်တော်ဗီဒီယိုလေးပါလေးတင်ပေးပါတယ်ဗျာเนาะအဲ့တော့အားပေးခြင်းဒီမှာပဲပေးပါကောင်းတာလေးပဲလုပ်ပေးထားတယ်เนาะပဲပြောင်းနေတဲ့မောင်လေးတဲ့เนาะအားလုံးတော့ပြောအောင်လို့ကျွန်တော်လုပ်ပေးထားတယ်အဲ့တော့အကိုဒီမတွေအားလုံးပဲပြောခြင်းတဲ့မျိုးတွေလိုက်ထဲမှာပဲကြည့်မနေ့ပြန်ကိုအဓိကကနော်မနေ့ပြန်ကိုအဓိကပတိတဏီကုံသားမှာကျွန်တော်ဗာကြိုက်လဲဆိုရင်6065ရယ်နော်6065နော်6065ရယ်ပြီးသွားရင်60နဲ့3ရယ်အဲ့ဒါကတော့ကျွန်တော်တို့နော်ဒါကတော့ကျွန်တော်ရဲ့အထူးဆုံးလေးပါဗျာနော်အပြီးပေါက်လေးကျွန်တော်တွေးထားလို့နော်ပြီးသွားရင်ပတိကမနေ့ပြန်ကိုဗုဒ္ဓဟူးနေ့ကို3ပတ်ဒီ10ပတ်ဒီနော်3လုံးမှာ10လုံးမှာတဏီကုံသားနော်တဏီကုံသား3ပတ်ဒီ10ပတ်ဒီနော်အဲဒီ3နဲ့အကတ်10နဲ့အကတ်လေးကျွန်တော်ကတ်ပေးမယ်နော်ဟုတ်တယ်ဟုတ်တယ်ဒါဆိုအတူပေါ့ဟုတ်တယ်63လေးတစ်ခွက်ပါထည့်ဆိုဗျာအပြီးပေါက်ဆိုရင်တော့6ပတ်ဒီကို305နဲ့အပြီးနော်305နဲ့အပြီးဆိုတော့3ကျွန်တော်က66က63လေးကြိုက်လို့နော်အားကြောင့်အထူးအောင်တော့3ဘက်ဖြစ်မယ်နော်ရှောင်းရင်ဆယ်ပဲရောက်နေလေဘေးမှမရောက်ပါဘူး3ပတ်ဒီ10ပတ်ဒီကိုမနေ့ဖြန်မှာနော်မနေ့ဖြန်မှာ30နှစ်နော်30နှစ်30နော်30နှစ်30နှစ်30နော်မနေ့ဖြန်မှာကြိုက်တဲ့အမျိုးတွေ38 3ဘူးနော်3နှစ်30 38 3ဘူးပါရှင်းနေဆိုရင်မနေ့ဖြန်မှာ86ရှိမယ်80ရှိမယ်နော်80 86 80နှစ်8ဘူးနော်အဲ့ဒါမနေ့ပြန်တော့အဲ့လားလေးတွေပဲလုပ်ရွှေမိုးဝင်တွေ့ရအဲ့လားအတူပါဗျာကျွန်တော်ဒီမှာပဲသုံးပါနေနော်ဒီမှာပဲကျွန်တော်တင်ပေးပါတယ်ဟုတ်တယ်3ဘက်ဒီ10ဘက်ဒီမနေ့ပြန်တနေ့ကုန်ကလိုက်လေးဗီဒီယိုဖိုင်လေးတွေကကျွန်တော်အားရင်တင်ပေးထားမယ်နော်လိုက်လေးပြန်တင်ပေးထားမယ်ကိုယ့်ဘက်ကဝင်ကြည့်ပေါ့နော်ဘယ်ချိန်လေးဗီဒီယိုလေးတင်ပေးလေးလိုက်လေးရတော့ကျွန်တော်အားတဲ့အချိန်လေးတွေအဆင်ပြေတဲ့အချိန်လေးတွေကျွန်တော်တင်ပေးပါမယ်နော်လိုအားတဲ့အချိန်လေးဆိုတော့ကျွန်တော်တင်ပေးပါမယ်ကို line မတက်တာကြာပြီတဲ့ဟုတ်တယ်ဗျာအဓိကတော့ line လေးတွေအဆင်မပြေတာရယ်နော် line လေးတွေအဆင်မပြေတာဗျာ line လွှင့်ရင်ဆရာမတွေ့ဘူးထူးတာမဆိုဘူးလေဟုတ်ကဲ့ပါ line လေးတွေအဆင်မပြေ line လွှင့်ရတာအဆင်မပြေလို့ကျန်တာတော့ဘာမှမရှိပါဘူးကိုဒီမကြီးအားလုံးကိုကျွန်တော်အားရင်ကျွန်တော်တွေ့ရလေးတွေ့ရင်လာတင်ပေးပါနော်အဲ့တော့နေ့တိုင်းကိုဒီမတွေအားလုံးကလည်းကျွန်တော် live လေးဗီဒီယိုပိုင်းလေးပုံမှန်တင်ပေးပါမယ်เนาะတွေ့ရမြင်တာလေး like ဆော့ပေါ့เนาะတချို့မျောနေတဲ့သူတွေအားနာတယ်ကျွန်တော်မျောနေတဲ့ကိုဒီမတွေအားလုံးလည်းအားနာပါတယ်အဖွဲ့ဝင်ကိုဒီမတွေအားလုံးကလည်းကျွန်တော်ပြောစရာမလိုဘူးเนาะကျွန်တော်ဒီမှာကန်ဆက်ထားတဲ့အမျိုးတွေเนาะကျွန်တော်ရရင်ရလို့လေးလုပ်ပေးပါမယ်เนาะအလုပ်လဲလုပ်ပေးနေတာပါเนาะလုပ်လဲလုပ်ပေးနေပါတယ်လုပ်လဲလုပ်ပေးပါတယ်အဲ့အတွက်ဘာမှငါကိုငါမတွေသိပြီးကောင်းတဲ့ထဲမနေနဲ့เนาะအကောင်းဆုံးဟုတ်တဲ့ဟာလေးတွေကျွန်တော်လုပ်ပေးမယ်เนาะအဓိကကတော့ဗာလဲဆိုတော့ကျွန်တော်ချစ်တဲ့မျိုးတွေပြောပါသေးပေါ့နော်ကျွန်တော်ချစ်တဲ့မျိုးတွေပြောပါသေးဟုတ်ကဲ့ပါဟုတ်တယ်80 86 82ရှေ့ဘူးကျွန်တော်ကန်ဆက်ပါနေနော်ကန်ဆက်ကြီးကျွန်တော်မခေါ်သေးပါဘူးကျွန်တော်ကန်ဆက်အဖွဲ့ဝင်တွေမခေါ်သေးပါဘူးနော်ခေါ်ရင်ကျွန်တော်ပြောပြပါမယ်ကျွန်တော်လုပ်ပေးနိုင်တာလေးလုပ်ပေးဦးမယ်နော်လုပ်ပေးနိုင်တာလေးကျွန်တော်လုပ်ပေးဦးမယ်နော်ကန်ဆက်ရမယ်ဆိုရင်ပြောမယ်အရိယာကတယောက်နဲ့တယောက်ပေါ့နားလည်မှုပါပဲဟုတ်တယ်မလားနားလည်မှုဆိုတော့အကောင်းဆုံးအလုပ်လေးဆက်ပြီးတော့သွားလို့ရတယ်အဲဆိုတော့ကျွန်တော်ချစ်တဲ့ကိုဒီမကြီးအားလုံးကျွန်တော်ပြောပါပြီပြင်မစားပါဘူးတမျိုးနဲ့မရရင်တမျိုးနဲ့ရအောင်လုပ်ပေးပါဦးဗျာဒါပဲမတွေ့ရလို့မပြောဖြစ်နေတာတဲ့အခုမှပြောနေရပြီကျန်တာတွေကျွန်တော်ဘာမှမသုံးဘူးเนาะကျွန်တော်တွေခုနကကျွန်တော်အစင်မှာကျန်တာတွေကျွန်တော်ဘာမှမသုံးဘူးเนาะကျွန်တော် YouTube ပဲသုံးတယ်เนาะတခါလေးပြောခဲ့ကျန်တာဘာမှမသုံးဘူးကိုယ့်ဘက်ကိုအထူးပါလေးတော့သတိထားပါเนาะ like ကလည်းကျွန်တော် line လေးကောင်းရင်အားရင်ကျွန်တော်လွှင့်ပေးပါမယ်
ဗီဒီယိုလေးတွေဟိုပါပေါ့နော်ဗီဒီယိုလေးလိုက်လေးရတော့ကျွန်တော်ဒီမှာအားလို့တင်ပေးထားမယ်နော်ကိုယ်ကကိုအဆင်ပြေတဲ့ချိန်လေးတွေဝင်ကြည့်ကြပါဗျာနော်ကျွန်တော်အကောင်းဆုံးလေးရွေးချယ်ပြီးတော့နော်ဘာလောက်ရမလဲပေါ့โอเคပါတဲ့ခွန်သုံးရပါတယ်နော်တဲ့အဖွဲဝင်ပါတဲ့မင်းကအားလေးတာပါအားလေးတာပါကျွန်တော်မလုပ်ပါဘူးကျွန်တော်မြဲလိုက်ထဲမှာလည်းပြောပါတယ်ဗျာနော်ကျွန်တော်အတောက်စားတွေမလုပ်ပါဘူးโอเคပါမောင်လေးโอเคပါဗျာမနေ့ပြန်မှာเนาะအဓိကကเนาะမနေ့ပြန်မှာအဓိကက60 65 63เนาะနေကုန်ကလုံးမိုင်ရှိတယ်ဗျာเนาะမနေ့ပြန်ကို1ချင်းကကျွန်တော်ခုနပေးတဲ့38ကတနေကုန်သူကအဲ့ဒီမှာကျွန်တော်အတွဲလေးနဲ့တွဲပေးထားတာเนาะပြီးရင်သူ့ရဲ့နောက်တစ်ဆိုင်မူပေါ့เนาะနောက်တစ်ဆိုင်မူက6လုံးမိုင်ကို305နဲ့အပီးဒါပေမဲ့ကျွန်တော်3ကကပ်ပေးထားတယ်6305ဘာလို့ဆို6လုံးမိုင်တနေကုန်ကျွန်တော်တွေ့တယ်เนาะအဲ့ဒီ3နဲ့6လုံးမိုင်1ချင်းလေးကိုကျွန်တော်ကပ်ပေးရတယ်เนาะအဲ့တော့ကျွန်တော်တွေးတာမြင်တာလေးကတော့တခုမှမကြံအောင်ကျွန်တော်ရတာလေးအကုန်တွေးပြီးသားအဲ့ဆိုလေမနေ့ဖက်မှာပြောရမှာပါเนาะ60 65 63နော်6လုံးကောင်305နဲ့အပီအထူးအောင်လေးထိုးပေးထားပါတယ်နေမကောင်းလားတဲ့ကောင်းပါတယ်ကျွန်တော်နေကောင်းပါတယ်เนาะညနာကခုနကပဲဒီထဲမှာဘောဝဲလေးကြည့်နေလို့ဗျာမင်္ဂလာပါညီလေးတွေမင်္ဂလာပါခုမှပေါ်လာတော့တယ်အဖွဲပွေဝင်ဘယ်လိုရမလဲလောလောဆယ်ကျွန်တော်ဖွဲ့မခေါ်သေးပါဘူးခေါ်ရင်ပြောပြပါမယ်ခုဝေးရှာလို့ထင်ဝင်ပြောပါလက်အောင်လက်နေဗျာကဲလောက်ပါဗျာနော်အားလုံးပဲဖတ်ပါအားလုံးပဲဘိုင်းပါမင်္ဂလာညချမ်းပါကျွန်တော်လိုက်ကိုကျွန်တော်အားလုံးလည်းတွေးစီချင်ပါတယ်เนาะအားလုံးပဲအဆင်ပြေဟိုမြင်တဲ့သူတွေအားလုံးလည်းပြောနိုင်ပါသည်เนาะမင်္ဂလာညချမ်းပါကိုမှုရေကြီးနေပါတယ်ဘိုင်းပါเนาะကျွန်တော်နောက်နေ့အကောင်းဆုံးရတာလေးရှင်လာတင်ပေးဦးမယ်เนาะဘိုင်း